အားလုံးပဲမင်္ဂလာပါရှင်။တဲ့ရဲ့ channel မှာကြိုဆိုလိုက်ပါတယ်။ဒီနေ့ဖပြပေးမယ့်ဝတ္ထုတိုလေးကတော့ဆီယမမိုးမိုးရင်းလျာရေးသားထားတဲ့စိတ်ထားတတ်လျင်ဆိုတဲ့ဝတ္ထုတိုလေးဖြစ်ပါတယ်ရှင်။စိတ်ထားတတ်လျင်မဲမွန်နေဖြင့်ဒီတပွဲမှာခင်လေးအပေါ်ကောင်းကောင်းကြီးအနိုင်ယူရတော့မည်ကိုတီးလိုက်ပါသည်။အော်ခင်လေးသူ့ပေါ်မြေးနိုင်ယူတတ်သည်ခင်လေးသူတစ်ပါးပေါ်နှုတ်ဖြင့်ဖြစ်စေကိုမူရာဖြင့်ဖြစ်စေစီဘိုးအနိုင်ယူလိုက်ရမှအခြေနဲ့တတ်သည်ခင်လေးစကားတစ်ခုံးကိုဘလို့ပြောလျင်ဘလို့တဘောတက်ရောက်တီကိုတိနာလေပါလျက်လက်လွတ်စပယ်ပြောတတ်ဆိုတတ်သည်ခင်လေးကတူဤအပြုအမူအပြောဆိုထက်တစ်ဖက်သားမြည်တို့ခံစားရမည်ကိုအမှုထားတတ်သူမဟုတ်ပေဟိုးတနေ့ကပဲကြည့်ချစ်ကသူ့အိမ်ကပို့လိုက်တော့ချင်မောင်ကျော်ပလင်းကိုဖွင့်သည်ထမင်းစားကန်းကတဲထားတော့ထမင်းတစ်ပကံကြက်ဥပြိုချင်မောင်ကျော်နှင့်ညစာတစ်ထပ်စားကြဖို့ဝိုင်းဖွဲ့ခြင်းဖြစ်သည်ချင်မောင်ကျော်ကခါပြီမဲ့ချင်မောင်ကိုချအောင်လှမ်းပြီးပစွန်ကြောက်များများစီများများနှင့်ကြော်ထားဒီမှာစားခြင်းစပွဲမမီတို့ကလေချင်မောင်ရကစွန်းရက်ဆိုဖိုင်နာမှာဆိုလို့ဆိုပြီးဘယ်တော့မှမပို့ဘူးအရင်တစ်ပတ်ကဝတ်သားကိုအမြင်ဖက်ပြီးကြော်ပေးလိုက်တာကုံသွားတာနားတယ်ကွာခင်လေးစကားကြောင့်ချစ်မျက်နှာညှိုးသွားသည်ခင်လေးကဘာရွယ်ချက်နဲ့ပြောတယ်နီချစ်ကနှွမ်းပါတာကျောင်းကိုဦးလေးစရိတ်နဲ့တက်ရတာလုံကြီး90လောက်ကိုအလင်းမီအောင်လျှော်ဖွေရတာအားလုံးအတီးတို့တော့မိသူမြတစွန်းတစားတိဟန်မပြကြတို့တော့စားမဟိချင်မောင်ကျော်ကြိုက်တယ်နှဲမူကပြောပြီးချင်မောင်ကျော်ပလင်းကိုဥစွာနိုင်သည်သူတို့တွေမှာမိဘတွေကပို့ပေးလိုက်တော့စားစရာတွေမှန်သမျှကိုဝိုင်းဖွဲ့၍ဖလှယ်၍စားကြစမြင်ခင်လေးစီရောက်လာတော့စားစရာမှန်သမျှဒီဝိုင်းထဲရောက်မလာတဲ့သူတယောက်တည်းဘီယိုထဲထဲဝက်ကကြိတ်စားတတ်တာအလုံးအတီးဒါနဲ့များစကားစီးဖို့ကပြောပြအောင်ပြောလိုက်သေးသည်အားလုံးပျော်ပျော်ရွှင်ရွှင်နဲ့လိုက်စားကြတော့တခဏချင်းမှပင်ချင်မောင်ကျော်ပလင်းကတဝက်ကျိုးလေသည်ချစ်မျက်နှာလဲလမ်းရွှင်၍နေသည်ခင်လေးဒီဖိုင်နာမှာစိုးဒီဆိုကနေရာမှထသွားပြီးကော်ဖီတွားဖြော်တောက်သည်ခင်လေးဆိုင်ရင်ဘစ်ကစ်မုန့်ယူစားဟုတဘောထားကြည့်တော့မမလွင်ကသူ့ဘစ်ကစ်မုန့်ထုတ်ကိုလှမ်းပေးသည်ခင်လေးကဘစ်ကစ်ဆိုတန်မှုနဲ့မှကြိုက်တာမမလွင်ကကွန်ပျူတာဆိုင်ကဝယ်လာတော့အကျိုးအကြည်များတီဘစ်ကစ်မုန့်ထုတ်ကိုမျက်နှာမပြတ်ပြန်သိမ်းလိုက်နိုင်တော့လဲနှဲ့မူတို့လူတိုက်မှာအန်တစေးကြီးဖြစ်ကြရလေသည်ကျောင်းသူ၄ယောက်စုနေရတော့အခန်းထဲမှာဇယိုက်အမျိုးမျိုးတော့ရှိသည်ပင်တခါတရံကလေးများလိုရန်ဖြစ်ကြညူစုကြသည့်အခါလဲရှိသည်စီစီလုံးလုံးပျော်ပျော်ပါးပါးနေသည့်အခါနေသည်ညတော့အဖြစ်တော့မိသားစုနဲ့ဝေးရမှာတယောက်နဲ့တယောက်ခိမင်တွေ့တာစွာနေတတ်ကြမည်ခင်လေးဒီသူတစ်ဖက်သားပေါ်စကားကြီးစကဲကျဲဖြင့်စီဘိုးအနာယူတဲ့ဒီခလွဲလျင်တော့ခိမင်စရာကောင်းတာလေးတွေလည်းရှိပါသေးသည်ခင်လေးကစားတော်သည်သူတော်ဒီအတိုင်းသူတစ်ပါးကိုလည်းတော်စေခြင်းနီသူတက်တမြမတ်တမြကိုစိတ်ရှည်လက်ရှည်ပြန်တင်ပြပေးတတ်သည်တစုံတယောက်နေထိုင်မကောင်းလျင်ကိုဖိရင်ဖိပြုစုပေးတတ်သည်မိတို့ပင်ဖြစ်စေအနေနဲ့ရရမှလာရောက်စုဝေးနေထိုင်ရသည်မို့တယောက်နဲ့တယောက်အကောင်းဆိုးဟုသည်များကိုတိခံကပေါင်းတင်းနေကြရသည်ပင်ခင်လေးမှာတူတာပြည့်စုံတယ်တူတာအကောင်းတုံးတယ်သူ့မိသားစုကအဆင့်တန်းမြင့်တယ်လို့ဂုံယူကြွားဝါတတာခက်တယ်ကွာဒီအကျင့်ကိုပြင်လိုက်ရင်ပေါင်းလို့တင်းလို့ကောင်းမယ်တငယ်ချင်းများကကွဲရမှာဝေဖန်ကြသည်ခင်လေးကတော့သူ့အမားကိုလည်းတူညီဟန်မတူမားဒီဟုလည်းယူဆပုံမရအပြောကအမြဲတမ်းပို့စမြဲတပားသူကိုနာရခံခက်စီမြဲတခါတော့လဲသူ့ကိုခွင့်လွှတ်ထားရသည်တခါတရံတော့လဲဒေါသဖြစ်ကြရသည်တခါကအတန်းထဲတွင်တငယ်ချင်းဝန်းစီတို့သူ့အမေလာလေသည်အညာရက်မှလာသူများမို့အစဉ်အပြင်ပြောဆိုအနေထိုင်ကအညာဆန်သည်ရုပ်ရည်ကကြမ်းတမ်းသည်ပွင့်လင်းရိုးသားမှုမတိနားမလည်မှုကလည်းတက္ကသိုလ်ကျောင်းသူတွေကြားမှာရေစရာဖြစ်နေသည်ထို့တော့တငယ်ချင်းတယောက်၏အိမ်မှလာလေသည်ဆိုရင်ပင်ကြံလူများကလည်းကိုမိဘဆွေမျိုးလာလေတယ်လို့ပင်ဝမ်းတာပျော်ရွှင်စွာဝိုင်းအောင်ကြမည်ခင်လေးကတော့ဘေးဖဲ၍ထွက်နေသည်ဝင်းကသူ့အမေကိုအခန်းမော့တငယ်ချင်းတွေနဲ့တယောက်ချင်းမိတ်ဆက်ပေးသည်ခင်လေးသည်သူ့အလည်းမရောက်ခင်နေရာမှထသွားလေသည်ပြီးတော့တစ်ဖက်ခန်းမှအတင်းတွားပြောသည်ကျဲဘလို့ပုံတွေမှန်းလည်းမသိပါဘူးကွာတောပုံတွေကြည့်လို့ကိုမရဘူးဝင်းကပြန်ကြတော့မကြည်မနှက်ဖြစ်ရသည်အားလုံးနေကလာတဲ့သူတွေကြီးပဲသူကတော့ဘာမို့လို့လဲဒီလောက်တောင်ကြီးကျယ်ဖို့မလိုပါဘူးဝင်းဒီထိုအချိန်မှစ၍ခင်လေးကိုစကားမပြောတော့မိဘနှင့်ပတ်သက်၍အစောကားခံရတော့ဝန်းနာကြည့်၍မစိုး
အတက်အကြီးဆုံးမမလွန်ကတော့တယောက်နဲ့တယောက်ခွင့်လွှတ်တိခံဖို့အမြဲပဲဆုံးမလေသည်သူ့ကိုတနည်းနည်းနဲ့ဆုံးမမှရမယ်မမလွန်တငယ်ချင်းလို့စိတ်ထားလို့ကိုမရဘူးမနေ့ကနှွေးမှုမှာကော်ဖီမုန့်ကုန်နေလို့ကော်ဖီတစ်စင်းလောက်ချိပါမနဲ့ပြန်ဝယ်ပြီးပြန်ပေးမယ်ပြောတော့အချီးငါးဝရဏမပါလို့ယူလိုက်ပါတဲ့တကယ်ဆိုတငယ်ချင်းချင်းပဲကွာချိမနေနဲ့ယူတော့ပါလို့ပြောရင်ဘလောက်နှဝင်ချိုမလဲမပြောမတတ်တာပါနှွဲ့မှုရဲ့လွန်တယ်မမလွန်နှွဲ့မှုရဲ့နီလာကြောက်ကိုလည်းတိတိကျကျကြည့်ပြီးရိုင်းလိုက်တာတဲ့သူတို့ကတော့လက်ဝတ်တစားဆိုရင်ရွှေနဲ့စိမ်ပဲဝတ်တတ်တယ်တဲ့သူ့မှာဖြင့်စိတ်နှကတိတိတရံလည်းရှိတာများမမလွန်ကပြုံးနေသည်မမလွန်နီနှွဲ့မှုတို့ထက်အလွန်ဆုံးကြီးလာမှ3နှစ်လောက်တာရှိမည်တို့တော့တည်ငြိမ်ရွကြလွန်းသည်ဘာမဆိုတိခံသည်ခင်လေးဟာတချိန်ကတော့ချမ်းသာတဲ့မိဘပေါက်ဖွားခဲ့တဲ့နဲ့တူပါတယ်နှွဲ့မှုရဲ့ခုချိန်မှာတော့သူ့မိဘတွေလည်းစီးပွားပြက်နေပုံပါအထယ်ကြီးပြက်ဆိုတာမျိုးပေါ့သူလိုလူမျိုးကအမှန်တိုင်းရင်ဆိုင်ရဖို့ဝန်လေးသက်ဆုံးပဲအမှန်ကိုဖုံးကွယ်ဖို့ကြိုးစားရင်အဲ့ဒီလိုဖြစ်လာတာနှွဲ့မှုကတော့မမလွန်စကားကိုနားမလည်လာပြီမမလွန်ကမက်ထရစ်ကိုအခါကကြပြီးမှတက္ကသိုလ်ရောက်လာရတဲ့ဖြင့်အသက်ကြီးနေရခြင်းဖြစ်သည်မမလွန်နေတူတူတိတ်တိတ်နေတတ်သည်တခန်းလုံးကိုညီညွတ်မြတ်အောင်ထိမ့်သိမ့်ပေးသည်ဒီလိုနဲ့ပဲနှွဲ့ဘူးတို့တွေတက္ကသိုလ်နယ်မြေမှာတနှစ်တာခရီးကိုဖျက်တမ်းခဲ့ကြ၏စာမေးပွဲတွေလည်းဖြေရတော့မည်ကျောင်းပိတ်တော့မည်နှွဲ့မှုတို့လည်းစာမေးပွဲအတွက်ပြင်ဆင်ကြသည်ထိုအချိန်မှာပင်စာတစ်စောင်ကိုနှွဲ့မှုရရှိခဲ့သည်နှွဲ့မှုအမိထံမှဖြစ်သည်နှွဲ့မှုတို့ကဖြူမာနေသည်ခင်လေးတို့ကဇေယဝတီမှနေသည်တရက်ထဲကလာတူများဟုလည်းဆိုနိုင်သည်တမီးနှွဲ့မှုတမီးတီအောင်ရေးလိုက်ရတာရခင်လာကတမီးတငယ်ချင်းခင်လေးရဲ့အမေဇေယဝတီကလူကြုံနဲ့စာတစ်စောင်ပေးလိုက်တယ်အင်မတန်အချက်တဲဖြစ်နေလို့လူကြုံနဲ့ကူညီတဲ့အမေနဲ့ငွေ100ချေးလိုက်ပါတဲ့တမီးတငယ်ချင်းခင်လေးရဲ့အမေပါတဲ့အမေကလည်းလူချင်းမမြင်ဘူးပေမဲ့တမီးတို့ချင်းတငယ်ချင်းဆိုလို့အခင်အမေမပြတ်အောင်ချေးလိုက်တယ်ယခုလတစ်ခါလာတယ်အလွန်ခက်ခဲတွေးနေလို့ပါတဲ့100ထက်ချေးပါအောင်တဲ့ရခင်100တော့ဆုံးရင်ဆုံးပါစေဆိုပြီးပေးလိုက်တာယခုတစ်ခေါက်တော့မပေးလိုက်ဘူးတမီးတို့လူငယ်အချင်းချင်းအပေါင်းတင်းပြတ်သွားမလားမမေစိုးရိမ်နေတမီးတီအောင်ပြောထားတာပါအမေစာကတခြားအကြောင်းတွေကိုဆက်ရေးသည်နှွေမူကတော့ဒီစာတစ်ပိုက်ကိုပဲထပ်တလဲလဲဖတ်နေမိသည်အော်ခင်လေးသူတပားပေါ်စီဖို့အနိုင်ယူတတ်သည့်ခင်လေးကိုတင်ကန်းစာကောင်းကောင်းပြီးချင်သည်ဒီစာကိုခင်လေးကိုပြလိုက်ရင်ဘလို့နေမလဲထောင်ရသည်များမာနတရားတွေဥချိုးတွားလိမ့်မည်လားလာနှွေးမှုမမလွန်စောင့်နေတာမြန်လာနောက်ကျနေမယ်မမလွန်အဆွဲကောင်းတဲ့ဖြင့်နှွေးမှုသည်ဖះတယောက်ကိုဝတ်မပြတ်ကြည်ညိုတတ်လာသည်မမလွန်ကတို့များအဆောင်မှာအတူနေကြတာခရိယန်တွေကတန်နှင်းဝင်တွေတိုင်းချက်မှန်တွားတယ်မွတ်စလင်တွေလည်းဝါရင်းဥပုပ်ဆောင်ကြတယ်တို့ဗုဒ္ဓဘာသာမင်းကလေးတွေကတော့ဘာမှမလုပ်ဘူးချက်စရာကောင်းတယ်ဖះဝတ်သက်မပြတ်စေနဲ့ဟုသတိပေးသည်စနေနေ့တိုင်းအဆောင်မှာဓမ္မစကြာရွတ်ရသည်မမလွန်ကတော့ဥပုပ်နေ့တိုင်းတက္ကသိုလ်ဓမ္မယုံတို့တွားသည်နှွေမူကမမလွန်အဖော်ရအောင်လိုက်ပါတွားရသည်နည်းနည်းစောစောမို့နင်းတွေကတဖွဲဖွဲကြစေအဓိပတိလမ်းကြီးတိတ်ဆိတ်ငြိမ်သက်နေစေကန့်ငေါ်ရိပ်သည်အေးချမ်းတာရလာသည်ကျောင်းသူအချို့ဓမ္မယုံတို့ရှေ့ရှုလာနေကြသည်ဒီလိုတော့လေကြည်နူးချမ်းမြေ့ခြင်းတစ်မျိုးကိုခံစားရသည်ဓမ္မယုံကိုဝင်ပြီးတော့ရင်မာပုတ်ပြီးအေးချမ်းသွားသည်ကျောင်းရိပ်ကန်ရိပ်သည်လူလောက၏တောကမောဟအပူမီးကိုတည်ငါအေးငြိမ်းစေသည်မှာအမှန်ဘုရားဝတ်တတံဓမ္မစကြာရွတ်တံသည်အာယုံဥမှလွန့်ပြန့်နေသည်နေအောင်ကြီးပြိုးစားမှာနှွဲ့မူတို့လမ်းလျှောက်ပြန်ခဲ့ကြသည်နှွဲ့မူနင်းရီစွတ်တော်တည့်ရွက်6တွေပေါ်ဖွာနေရင်မမလွန်ကတူတူခေါ်သည်ဘာလဲမမလွန်ဘာပြောမလို့လဲမနေ့ကနှွဲ့မူအိမ်ကရေးလိုက်တဲ့စာကိုခင်လေးကိုမပြလိုက်ပါနဲ့ကွယ်နှွဲ့မူငိုင်တွားသည်မနေ့ကစာဖတ်ပြီးချင်းထိုစာကိုမမလွန်ကိုပြခဲ့သည်ဒီမနက်တခြားတငယ်ချင်းတွေကိုလည်းပြမည်အလွန်ပြောကြည့်ပြီးသူတစ်ပါးကိုလည်းနှိမ့်ချတတ်တော့ခင်လေးကိုပြရင်ဘလို့နေမလဲစောင့်ကြည့်ခြင်းနီမပြနဲ့နော်မမလွန်တို့ဗုဒ္ဓဘာသာတရားဟာအင်မတန်တိမ်မွေ့နည်းနည်းပါတယ်ပြောညံ့တာမဟုတ်ဘူးနော်
နုညံ့ခြင်းနဲ့အခက်ခဲဆုံးသောခိုင်မာမှုကိုရယူနိုင်စွမ်းရှိတာနှွဲ့မူစဉ်းစားကြည့်ခင်လေးဟာမင်းကျက်သေးဘူးသူမိသားစုရဲ့ရိုင်နေနေတဲ့အခြေအနေကိုဖုံးကွယ်ရင်းဟန်ဆောင်နေတာသူ့ကိုပြိုင်ဖို့အနိုင်ယူဖို့ဆိုတာမခဲရင်ပါဘူးနှွဲ့မူစဉ်းစားနေသည်မလွန်ဒီစကားကိုပြောချင်လို့ဒီအချိန်ထိစောင့်ခဲ့လေသလားတရားဓမ္မရဲ့အရေးမှာဤမြကအချိန်ကိုတမင်ရွေးခဲ့လေသလားသူ့ကိုပြန်ပြီးလက်စားချေဖို့သူနာရာခံခက်အောင်လုပ်ဖို့ဆိုတာနှွဲ့မူအတွက်လွယ်ပါတယ်ခွန့်လို့ဖို့တာခက်တယ်မဟုတ်လားခက်ခဲတာကိုလုပ်နိုင်တာတတ်တိပါပြီးတော့အကျိုးမရှိတာကိုမလုပ်တာဟာလည်းမွန်မြတ်ပါတယ်အခုတလောခင်လေးညီနေတာတတိထားမိလားမလွန်ပြောမှနှွဲ့မူစဉ်းစားမိသည်ယခုတလောခင်လေးတိတ်စကားမပြောပြီစာပဲကြိုးစားကြည့်နေသည်နှွဲ့မူတို့ကစိတ်ချင်ပေါက်၍မပြောဘဲနေခြင်းကြောင့်သူမပြောခြင်းဟုမှတ်ထင်ခဲ့သည်ဟုတ်တယ်သူစိတ်ညစ်နေတယ်အိမ်ကငွေမလာလို့ကျောင်းကလည်းမတွင်းရသေးဘူးဒီစာကိုမြင်ရရင်သူကိုစိတ်ဆင်းရဲရမှာပဲစာမေးပွဲမဖြေနိုင်မဲနေမယ်သူတပားအကျိုးယုံမဲ့အလုပ်ကိုဘာလို့လုပ်မလဲညီမရဲ့နှွဲ့မူခေါင်းတက်ဆက်ဆက်ညှိလိုက်သည်နှွဲ့မူတဘောပေါက်ပါတယ်နှွဲ့မူသူ့ကိုလည်းမပြဘူးဘသူ့ကိုမှလည်းမပြတော့ပါဘူးဝမ်းတာလိုက်တာနှွဲ့မူရဲ့ခင်လေးလည်းအရင်ကလောက်မဆိုးတော့ပါဘူးမလွန်ကိုအခြေအနေမှန်တွေပြောပြတယ်လေမလွန်ကလည်းတဖြည်းဖြည်းလူတွေအပေါ်သူပြုမှုဆက်ဆံပုံပြောင်းလဲလာအောင်မတိမတာလမ်းကြောင်းပေးနေတာပါတို့တွေကြောက်မှဆောင်ရတာတည်ငါပါကွယ်လူဘဝတတန်းနဲ့စာရင်ခဏလေးပါဟုတ်ကဲ့နှွဲ့မူနားလဲပါပြီနှွဲ့မူ၏စိတ်ထဲမှာလည်းဟောပါရှင်းလင်းသွားသည်ညကတော့ဒီစာကိုပြလိုက်ရင်ခင်လေးမျက်နှာဘလို့ပြောင်းလဲသွားမလဲဆိုတာတိကျင်စိတ်တွေရှံတက်နေခဲ့သည်တကယ်တော့ထိုစိတ်ဒီမလိုလားအပ်တော့စိတ်ပါတကားအလွန်ယုံညံ့လာပါကလား15နှစ်များကြာခဲ့ပြီနှဲ့မူသားကြီးကိုကြောင်းအပ်ဖို့ကိစ္စနဲ့ဆီယာမကိုဝင်တွေ့တော့ခင်လေးဖြစ်နေသည်ကိုအံ့ဩစွာတွေ့ရသည်နှဲ့မူကိုလိုက်လေပြူငါစွာစီကျူပြီးလိုအပ်တာမှန်သမျှစိတ်ပါလက်ပါလုပ်ပေးသည်အပြောကလည်းချိုပါပြီအခုမှပဲရင်ထဲပေါ်သွားတာတငယ်ချင်းရဲ့ကိုဖြင့်အစင်မပြေပါမလားလို့တငယ်ချင်းကိုကျေးဇူးတင်လိုက်တာမလိုပါဘူးတငယ်ချင်းရဲ့ကိုလည်းမင်းကိုတွေ့ချင်နေတာဗမာနေမှန်းမသိလို့အခုလိုကူညီခွင့်ရတာတိတ်ဝမ်းတာတာပဲဒီထက်မကကိုလုပ်ပေးချင်ပါတယ်မင်းကျေးဇူးတွေကိုမှရှိပါတယ်ရုတ်တရက်တော့နှွဲ့မုံငိုင်သွားသည်ခင်လေးမျက်နှာကိုကြည့်လိုက်တော့မျက်လုံးများကတစုံတစ်ခုကိုရည်ညွှန်းနေတရားပင်ခင်လေးကသူ့အိမ်ထောင်အကြောင်းအချင်းယုံ၍ပြောပြသည်ခင်လေးမှာအလုတော်ဝင်နေဝိုင်းဝိုင်းလဲခိုင်းမှုစကားကြကြမပြောဘဲပြန်ခဲ့ရသည်နှွေမူမှာလည်းအလွန်ခက်ခဲမိထင်သောအလုပ်တစ်ခုကိုအောင်မြင်ခဲ့၍စိတ်လက်ပေါ်ပါသွားသည်ပြီးတော့တည်ငြိမ်ရင်းချက်တော်ခင်လေးကိုမြင်ရောင်သည်သူပြောသောစကားကိုလည်းကြားရောင်သည်မင်းကိုပေါ်ညာခဲ့တာတွေကိုတိပါတယ်တဲ့နှွေမူ၏စိတ်ကိုတရင်ကမျှထိန်းချုပ်ထားခဲ့ရသောစေတနာသည်လူတစ်ယောက်ပေါ်ဒီမျှအကျိုးတက်ရောက်စီခဲ့ပါကလားဟုယခုမှပင်သိရလေတော့သည်မမိုအင်လျာစိတ်ထားတတ်လျင်